Hello အားလုံးပဲမင်္ဂလာပါ Anna concept ကနေအားလုံးကြိုဆိုလိုက်ပါတယ် Anna ကတော့ fashion tips နဲ့ fashion vlog တွေကို sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ video လေးကတော့ Anna fashion tips တွေကို sharing လုပ်ပြီးတော့မယ့် video လေးပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ topic လေးကတော့ဒီ2026မှာ trend ဖြစ်မဲ့ color 3ခုအကြောင်း Anna sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့နှစ်တိုင်းပေါ့နော်ဒီ trend ဖြစ်တဲ့ color တွေရှိရပေါ့နော်ဆိုတော့ fashion မှာပဲဖြစ်ဖြစ်ဒီ hair color တွေကအစပေါ့နော်mobile phone တွေမှာရောဒီ trend ဖြစ်တဲ့ color တွေရှိရပေါ့နော်ဆိုတော့အခု Anna ပြပြပြီးတော့မှာတော့ fashion မှာ trend ဖြစ်မဲ့ color 3ခုအကြောင်းကို Anna sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီ2026မှာ trend ဖြစ်မဲ့ color 3ခုတည်းမှာတတိယနေရာယူထားတဲ့ color လေးอ่ะဆိုရင်Taro pink လေးပဲဖြစ်ပါတယ်။ So color လေးကမြင်ရတဲ့အတိုင်းပဲမနော်အရန်ကို soft ဖြစ်တယ်ပြီးတော့ romance ဆန်ဆန် main ကလေးအရန်ဆန်တဲ့ look မျိုးပေးတဲ့အရောင်လေးပဲဖြစ်တယ်ပေါ့နော်ဆိုတော့သူကဘာနဲ့တွဲဝတ်လို့အဆင်ပြေလဲဆိုရင်အဖြူရောင်နဲ့တွဲဝတ်တာပို့ပြီးတော့မှပေါ်လွင်နေပေါ့နော်အရောင် color အစရောပြီးတော့အတိုင်းကိုလည်းပို့ပြီးတော့မှစောင်းနေဆိုတော့ဘယ်လိုအချိန်မျိုးမှဝေးရမလဲဆိုရင်ကိုကမပြင်းမစင်ချင်တဲ့နေ့မျိုးတို့မိန်းကလေးဆန်ဆန်လေးလည်းဖြစ်ချင်တယ်မပြင်းမစင်အရန်လည်းမပြင်းစင်ဘူးဆိုတော့နေ့မျိုးတွေမှာဆိုရင်ဒီ Taro pink လေးကိုအဖြူအောင်နဲ့တာတွဲဝတ်လိုက်လို့ရှိရင်တော့အရန်ကိုရိုးရိုးရှင်းရှင်းနဲ့မိန်းကလေးဆန်ဆန် look မျိုးပေးမှာပဲဖြစ်ပါတယ်ဒီ iPhone series မှာလည်းပေါ့နော်နှစ်တိုင်းဒီ Taro pink လေးကမပါမဖြစ် series တိုင်းမှာပါဝင်နေပေါ့နော်ဒါကြောင့်မလို့လေဒီနှစ်လည်းဒီ Taro pink လေးကတော့နေရာယူတော့အောင်မှာပဲဖြစ်ပါတယ်ဒုတိယနေရာမှာနေရာယူတော့မယ် color လေးကတော့ဒီ Galaxy Blue ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီ color လေးကဆိုရင်ပြာနုရောင်ဖြော့လေးပေါ့နော်အပြာနုရောင်လေးပေါ့ဆိုတော့ဒီ color ဆိုရင်မျက်လုံးနဲ့မြင်အောင်ပြောရမယ်ဆိုရင်ဒီရေခဲတောင်နဲ့ပေါ့နော်အပြာရောင်ကောင်းကင်ကြီးကိုမှုတ်ချိလိုက်ရတဲ့ခံစားချက်မျိုးပေါ့နော်အမြင်အေးပြီးတော့မှစိတ်ကြည်ရပေါ့နော်ဆိုတော့ဒီ Galaxy Blue ကိုဘာနဲ့တွဲဝင်ပို့ပြီးတော့မှလိုက်ဖက်လို့ဆိုရင်အဖြူနဲ့စင်စွယ်နဲ့အနက်တို့နဲ့တွဲဝင်မှဆိုတော့ပို့ပြီးမှပေါ်တယ်ပြီးတော့ရိုးရိုးရှင်းရှင်းလေးနဲ့ပို့ပြီးမှလိုက်ဖက်တယ်ပေါ့နော်ဆိုတော့ဘယ်လိုနေရာမျိုးမှာတော့မှအသုံးပြုလို့ရလဲဆိုရင်ဒီကာကဒီအရေးကြီး meeting သွားဆရာရှိတဲ့အချိန်မျိုးမှာတော့ဒီ interview သွားတဲ့အချိန်မျိုးမှာဆိုရင်ရွေးချယ်ဖို့အသင့်တော်ဆုံးကာလာလို့အနာ recommend ပေးပါတယ်။ဒါကြောင့်မလို့လေဒီ Galaxy Blue ဟာဆိုရင်ဒုတိယနေရာမှာရှိနေမှာပဲဖြစ်ပါတယ်။ဆိုတော့ပထမနေရာကိုယူထားမဲ့ color trend လေးကပါလေးလဲဆိုရင်ဒီအရောင်ပြောရမယ်ဆိုရင်ဒီနှစ်က minute ဖြစ်တဲ့အလျောက်ပေါ့နော်။ဆိုတော့ Anna ကိုယ်တိုင်ကလည်းအရန်ကို favorite ဖြစ်ရတဲ့ color လို့ပြောရင်လည်းမမှားဘူးပေါ့နော်။ Sugar almond brown color လေးပေါ့နော်။ဆိုတော့ဒီ color လေးဟာဆိုရင်အရန်ကိုနှွေးထွေးတဲ့look မျိုးကိုပြေဝပေးရပေါ့နော်အယောင်ကိုအဝတ်စားမှာပဲဖြစ်ဖြစ် defection နဲ့ပဲမှာဆိုရင်ခင်မီစမ်းပြပြီးတော့အထက်တန်းဆန်တဲ့ look မျိုးကိုပို့ပြီးတော့မှပေးတယ်ပေါ့နော်သူကိုဘာနဲ့တွဲဝင်ပို့ပြီးမှလိုက်ဖက်လဲဆိုစင်စွယ်ရောင်နဲ့တွဲဝင်တော့ပို့ပြီးတော့မှ unique ဖြစ်တဲ့ look မျိုးကိုပေးရပေါ့နော်ဆိုတော့နောက်ထပ်တစ်ခုကတော့အနက်ရောင်နဲ့တွဲဝင်တော့ luxury ဆန်ဆန်နဲ့ expensive look မျိုးကိုပြေဝပေးတာပဲဖြစ်ပါတယ်ဆိုတော့ခု Annaပြောပြပြီးတော့တဲ့ color matching တွေကိုကြိုက်နေတတ်တယ်ဆိုရင်အနာကို like လေးလုပ်ပြီးတော့ပုံမမေးပါနဲ့ဆိုတော့နောက်ထပ် fashion tips နဲ့ fashion vlog တွေကိုစိတ်ဝင်စားရဲဆိုရင် Anna ရဲ့ channel ကို subscribe လုပ်တော့ပုံမမေးပါနဲ့လို့အားလုံးပြောချင်ပါတယ်အားလုံးပဲနောက်ထပ် video မှာထပ်ဆောင်ပါမယ်တတား